ပတ်ထူလေးတွေကကြတော့ဒီစပွဲခင်းလေးကိုပေါ့ခောက်ပါမယ်ရှင်။မြင်ရလား။ဒီစပွဲခင်းလေးခောက်ပါမယ်ရှင်။စပွဲခင်းကကြောင့်လိုက်တာဒီသတင်းပေါက်လိုက်တာကဟိုသတင်းပေါက်ကလိုက်တာစီတီမိုးတွင်းရောက်ပြီးဆိုတော့ရေးဒီပါဆိုနိုင်တယ်လေ။အဲ့ဒါဖြစ်တော့ကြောင့်မို့ဟိုခဏဖြုတ်ထားတယ်လေဖြုတ်ထားတော့ဒီဟာလေးတွေကိုခဏလောက်တော့စပွဲခင်းလောက်ထားစပွဲခင်းကဟိုဟမ်းမိတ်စပွဲလောက်လိုက်ပြီးဆိုတော့လေအဲ့ဒါလေးတော့ပြီးခံမှာပေါ့နော်။တော့ဒီတော့ဒီစာဝါကြတော့ပို့ထားပါလို့ဒါလည်းဆိုတော့မီးဘူးတွေပါတိုက်ဖို့အတွက်ပေါ့နော်ခါကြရင်နားမှာမီးဘူးကဝင်တိုက်ခဲ့ပေါ့နော်ဟိုဝင်တိုက်တယ်ခွန်မီးပြက်နေပါတယ်ရှင်ကျမတို့တိမ်စင်ရမှာမီးပြက်ပါတယ်ရှင်ပြီးသွားပြီဆိုရင်တော့ဒါလေးလုပ်ပါတယ်ခါပြီးသွားပြီဆိုရင်တော့ဟိုပါလေအခုစပြီးတော့ခြုံရဟာဒီရှင်းပါမယ်ရှင်ဒါလေးတထားလိုက်ပါအောင်မယ်တော့ဖုန်းထုံးထားပဲဖြစ်ပါရဲ့ရှင်ဒီမှာဒီဓာတ်ထဲမှာဒီအများကြီးပဲဓာတ်တွေကိုအကုန်လုံးခေါ်ထုတ်ပါမယ်ရှင်ဒီမှာဒီစက်ခွဲခုံဥပ္ပချောင်းရွှေ့လိုက်ပါအောင်မယ်ဟွာလို့ပေါ့နော်ဒီထောက်လေးကိုအရင်ဆုံးရှင်းရမှာပေါ့နော်ဒီထောက်လေးကိုဒီဟွာလေးနဲ့နည်းနည်းပုတ်ပတ်ပြီးတော့လောက်ပါမယ်ရှင်လောက်လိုက်အောင်မယ်နော်ဒီဟာလေးကိုပေါ့နော်ပုတ်ပြီးတော့ဒီလိုမျိုးလေးတိုက်ပေးပါရှင်ဒါလေးကိုလွှဲလိုက်ပါမယ်ရှင်ဒီတောက်လေးကိုနည်းနည်းတော့ရှင်းရမယ်ဘာလို့ဆိုတော့ဒီဟိုနေစကွဲခုံကဒီဘက်ကိုရောက်လာမှာမဟုတ်ပါအေးစကွဲခုံကဒီဘက်ကိုတွန်းမှာဆိုတော့ဒီအဲ့လိုမျိုးအမိုက်တင်နဲ့အဲ့လိုမျိုးချောင်းနဲ့ပြန်ပါသွားမှာဆိုလို့တော်ပြီဆိုရင်တော့ဒီနေရာလေးတွေကိုပုတ်လုံးလေးနဲ့ပုတ်ပါမယ်ရှင်ဒီပုတ်လုံးလေးနဲ့ပုတ်ပါမယ်ရှင်အခုလိုနှင်လေးပါညာကြီးပေါ့နော်ဖုံလေးဟိုမရှင်းတာလည်းကြာဆိုတော့လေမရှင်းတာရလည်းကြာတော့အမျိုးရှိတယ်ဒီအောက်မှာဆိုလို့ရှင်းလည်းအတိုင်းမရှိပါရှင်ကဲဒီတောက်လေးပေါ်လာပြီးတော့ဘာညာပေါ့ဘလုံးရှင်းထုတ်ပါရှင်အခုမီးလာပါပြီပေါ့နော်ဖမမီးလင်းနေပါရှင်မီးလာပါပဲရှင်ပြီးတော့ကျွန်တော်ဒီပေါ့နော်စာအုပ်အိတ်ထော်ယူဒီဘက်ကိုဆွဲတယ်ဘောနော်ဆွဲပွိုင်းဆိုရင်တော့စကွဲခုံကိုဒီဘက်ကိုရွှေ့တဲ့အခါတော့မပြလိုက်ဘူးရွှေ့လိုက်ပါအောင်မယ်ဟောလောဆယ်အားကုန်ပါဟိုနေရွှေ့လိုက်အောင်မယ်နော်တုတ်ပါမယ်ရှင်ဒီနေရာလေးကိုတုတ်ပြီးပွိုင်းဆိုရင်တော့ရွှေတုတ်တဲ့ဗီဒီယိုရိုက်ပါမယ်နော်ရှင်ဒီဖြန်းပါမယ်ရှင်ကဲလည်းတော့ဖြန်းပြီးတော့ဒီတောက်လေးမှာရေဘူးလေးကိုခဏကတ်ထားပါမယ်ရှင်ဒီနေရာလေးကိုရေလေးနဲ့တိတ်ပြီးချာဆူစစ်လေးတုတ်လိုက်ပါမယ်ပြီးနောက်ထပ်ဘက်တရီလေးကိုဆက်ပြီးတက်ကြည့်ပေးပါအောင်နော်တတပါ